Hello မင်္ဂလာပါရှင်ဇူဒီဗီဒီယိုလေးမှာမဖလာလေးထိုးပြမယ်ပေါ့နော်မဖလာလေးကိုကျတော့ဇူကဒီ main color ကိုဒီဖြူအောင်လေးသုံးထားပါတယ်သူ့ရဲ့ချီကကျတော့ mid cotton 8 blind ပေါ့နော် mid cotton 8 blind ကိုသုံးပြထားပါတယ်အကကျတော့ 4.5 mm သုံးထားပါတယ်ပြီးကျတော့ဒီအနီအောင်လေးရောနည်းနည်းလေး highlight လေးထည့်မယ်ပေါ့နော်အဲ့ပုံစံလေးအတိုင်းထိုးပါမယ်ချီကတော့လိုလိုပိုလေးလုံးဝယ်ထားတယ်အနီအောင်လေးကတော့တစ်လုံးဆောင်လို့ရှိရင်ရပါတယ်သူကနည်းနည်းပဲထည့်မှာဆိုတော့လေတစ်လုံးလုံးတော့မကုန်ဘူးပေါ့နော်အဲဆိုလို့ရှိရင်ဇူတို့စထိုးလိုက်အောင်နော်ဇူတို့ပထမဆုံးစလစ်နော်လေးလောက်လိုက်မယ်ပြီးရင်ချီလေးကိုဆွဲထုတ်လာမယ်ပြီးလို့ရှိရင်ချိန်280ထိုးပါမယ်ချိန်လေး280တိထိုးလိုက်ခဲ့ပြီဆိုလို့ရှိရင်ဇူတို့ဒီမှာချိန်လေးတစ်ခုနှစ်ခုကိုကြော်မယ်ဒီတတိယမြောက်ပေါက်မှာတိုင်လက်လေးထိုးမယ်နော်အဲဆိုလို့ရှိရင်ခြေလေးကိုတရရစ်မယ်ချိန်နှစ်ခုကိုကြော်ပြီးတော့တတိယမြောက်ပေါက်မှာအလေးထိုးလိုက်မယ်ပြီးရင်ခြေလေးကိုဆွဲထုတ်လာမယ်ဒီပေါ်မှာ1 2 3ခြေလေး3ခုရှိရနော်ပြီးရင်အဲ့3ခုကိုတခါတည်းဒီလိုလေးဆွဲထုတ်လိုက်ပါမယ်ဒါဆိုလို့ရှိရင်သူတို့တိုင်လက်လေးတစ်ခုရပြီပေါ့နော်ကိုကမားတက်လို့ရှိရင်မှတ်ချိတ်လေးသုံးပေးပါနော်ဒါဆိုလို့ရှိရင်သူတို့တိုင်လက်လေးတစ်ခုရသွားပြီနော်နောက်ထပ်အဲ့ဒီပုံစံအတိုင်းလေးပဲဘယ်အပေါက်မှကြော်စရာမလိုတော့ဘူးเนาะဒီမဲ့ဒါသူကဒါထိုးပြီးသားအပေါက်ဆိုတော့သူ့ရဲ့ဘေးကရက်ကအပေါက်လေးထဲမှာတိုင်လက်လေးထိုးပါမယ်တိုင်လက်လေးတွေတစ်ပေါက်ကိုတစ်ချက်စီနဲ့အဆုံးထိထိုးသွားပြီပါနော်ဆိုတော့ဆုံးဒီတိုင်တိုလေးထိုးလာပြီးရင်ချိန်နှစ်ခုတက်မယ်ချိန်နှစ်ခုတက်မယ်ပြီးရင်ဒါလေးကိုဒီဘက်ကိုတစ်ဖက်ပြန်လှည့်လိုက်မယ်နော်လှည့်မယ်လှည့်ပြီးရင်ခြေလေးကိုတရရစ်မယ်နောက်တစ်တန်းကိုကြတော့ဇူးကပုံမှန်ဆိုလို့ရှိရင်ဒီလိုပဲထိုးလာပါတော့ဇူးကဒီလိုမထိုးဘူးเนาะဒီကိုရဲ့အချမ်းမဟုတ်ဘူးဟိုဘက်ချမ်းကဒီခြေလေးတစ်ဖက်ထဲကိုပဲယူပြီးတော့ထိုးပါမယ်ဒီပေါက်မှာဆိုလို့ရှိရင်လည်းဒီခြေလေးပဲယူမယ်ဒီပေါက်မှာဆိုလို့ရှိရင်လည်းဒီဘက်ကခြေလေးပဲယူပြီးတော့ထိုးပါမယ်ဒီမဲ့ချိန်နှစ်ခုတက်မယ်တက်ပြီးရင်ဒါလေးကိုဒီဘက်ကိုလှည့်လိုက်မယ်နော်လှည့်ပြီးတော့ရင်ခြေလေးကိုတရရစ်မယ်ဒီမဲ့ဒါဇူတို့ဒီအပေါက်မကြုံဘူးเนาะတခါတည်းဒီပေါက်မှာထိုးပါမယ်ဒီဘက်တစ်ဖက်ကိုပဲယူပြီးတော့ခြေလေးကိုဆွဲထုတ်မယ်ပြီးရင်အဲ့ဆွဲထုတ်တဲ့ခြေလေးကိုပဲဒီခြေလေးနှစ်ခုထဲမှာပြန်ပြီးတော့ဒီမဲ့ဒီအရင်နှက်လေးကိုကင်တာเนาะအဲ့ဒါမှထိုးရတာလွယ်မှာเนาะအဲ့တိုင်းလေးပဲဆွဲထုတ်သွားလိုက်မယ်เนาะဒါဆိုလို့ရှိရင်သူတို့တစ်ခုပြီးသွားပြီကိုကမှတ်တဲ့ရင်မှတ်ချိတ်လေးနဲ့ချိတ်ပြီးတော့ဒီနေရာလေးကိုမှတ်ထားခဲ့လိုက်ပါထိုးနေကြလို့ဆိုလို့ရှိရင်တော့မှတ်စရာမလိုဘူးပေါ့နော်ခြေလေးကိုတရရစ်မယ်ဒီဘက်တစ်ချမ်းလေးပဲယူမယ်ပြီးရင်ခြေလေးကိုဆွဲထုတ်လာမယ်ဆွဲထုတ်ပြီးလို့ရှိရင်ဒီနှစ်ခုကိုပြန်ပြီးတော့ဒီလိုလေးဆွဲထုတ်မယ်ဒီဒုတိယတန်းကကြတော့အဲ့ဒီ pattern လေးတိုင်းထိုးမယ်နော်ခြေလေးကိုဆွဲထုတ်မယ်ဒီမဲ့ထိုးရလွယ်အောင်မို့သူဒီခြေရဲ့ဒီရင်းလေးကိုကင်ပြီးတော့မှဆွဲထုတ်ပေးပါနော်အဲဆိုလို့ရှိရင်ထိုးရတာလွယ်သွားပြီပေါ့နော်ခြေလေးမညှိတော့ဘူးဒီနောက်ဆုံး
မရှိချိတ်ထားတဲ့နေရာလေးရောက်ပြီဆိုရင်ဒီဘက်တစ်ချမ်းလေးပဲယူမယ်ပြီးရင်ဆွဲထုတ်ပြီးတော့ရှက်ခေါ်ပုံစံလေးထိုးမယ်နော်ဒါဆိုလို့ရှိရင်0 2တန်းပြီးသွားပြီနော်2တန်းပြီးသွားပြီအပြီးရင်ချိန်နှစ်ခုတက်မယ်ခုနပုံစံလေးတိုင်းမယ်ဒီဘက်တစ်ချမ်းပဲယူမယ်ဒီပတ်တန်လေးနှစ်ခုအတိုင်းပဲ0ထိုးသွားရင်ရပြီနော်ဒီလိုပတ်တန်လေးရရနော်အဲ့ပြီးလို့ရှိရင်0ဒီကလည်းအဆုံးထိပြီးသွားပြီဆိုလို့ရှိရင်0ထုံးစံတိုင်းချိန်နှစ်ခုတက်မယ်ပြီးရင်ဒီဘက်ကိုတစ်ခါပြန်လှည့်မယ်ပြီးရင်ခုနကငါထိုးခဲ့တဲ့ပတ်တန်လေးတိုင်းမယ်ခြေလေးကိုဆွဲနှုတ်ပြီးတော့ဒီလိုရှက်ကောပုံစံလေးဒီလိုလေးပဲထိုးသွားရင်ရနော်ဒီပုံစံလေးတိုင်းမယ်တိုင်းတို့လေးထိုးလိုက်ဒီလိုပတ်တန်လေးထိုးလိုက်နဲ့အဲ့လိုလေးထိုးသွားမယ်ပြီးရင်အနီအောင်ဆက်မဲ့နေရာလေးရလို့ရှိရင်တခါပြန်ပြီးတော့လာပြောပြမယ်နော်ဘယ်နှတန်းထိထိုးရလဲဆိုတာကိုတစ်ချက်ပြန်လာပြောပြပါမယ်ဆိုလို့ရင်ကိုဒီလိုပတ်တန်လေးတိုင်းမယ်ထိုးလာခဲ့ပြပါနော်ဒါဆိုလို့ရှိရင်0ဒီမှာထိုးလာခဲ့တာဒါဆိုလို့ရှိရင်တရန်ဒါလေးကတရန်ပေါ့နော်တရန်2တန်း3 4 5 6 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 163 164
13တန်းထိထိုးလာခဲ့ပြီပေါ့နော်13တန်းထိကိုဒီလောက်ရှိပါတယ်ဆိုတော့ဒီ13တန်းထိထိုးလာခဲ့ပြီဆိုရင်ဆိုနောက်တန်းမှာဒီလိုအနီအောင်လေး highlight ဖောက်မယ်နော်ဆိုရင်ဆိုတော့ဒီနောက်ဆုံးထိုးခဲ့တဲ့ဒီပေါက်လေးကိုပြန်သွားလိုက်မယ်ခြေလေးကိုတရရမယ်တိုင်လက်လေးထိုးဖို့ဒီလိုခြေဆွဲထုတ်ပြီးတော့ချိန်နော်ချိန်ကိုဆက်မဲ့အရောင်လေးကိုယူလိုက်မယ်ဒီမဲ့ခြေလေးကိုဒီလောက်လေးခြံတာနော်ခြံပြီးတော့ခြေလေးကိုဒီလိုလေးဆွဲထုတ်လိုက်ပါမယ်ပြီးရင်ပုံမှန်တိုင်းဆိုလို့ချိန်နှစ်ခါတက်မယ်ဒီဘက်တစ်ဖက်ပြန်လှည့်မယ်နော်လှည့်ပြီးတော့ဒီအဖြူအောင်ကြိုးလေးကိုခဏခြံထားခဲ့မယ်နော်ဒီအနီရောင်စာလေးကိုထိုးရင်းနဲ့တင်သွားပါမယ်ခြေလေးတရရမယ်ဒီခြေလေးကိုဒီလိုထည့်ပြီးတော့တစ်ခါရဲသိမ့်မယ်နော်ခြေလေးကိုဆွဲထုတ်ပြီးတော့ရှော့ခေါ်သဘောမျိုးလေးပဲထိုးလိုက်ပါတယ်ဒီမဲ့ဒီခြေလေးကိုထိုးရင်းနဲ့တင်လာခဲ့တာပေါ့နော်ဒီမဲ့နောက်မှာဒီလိုဖောင်းဖောင်းလေးဖြစ်နေရဲ့အဲ့ဒါလေးကိုဖောင်းဖောင်းလေးမဖြစ်အောင်ခြေလေးကိုဒီလိုလေးဆွဲဆွဲပေးပါနော်ဒါဆိုရင်နောက်ကဒီလိုပုံစံလေးဖြစ်သွားမှာပေါ့နော်ဒီလိုပုံစံလေးအတိုင်းပဲအဆုံးထိထိုးလာခဲ့ပြီပါနော်
ဒီထိပြီးသွားပြီဆိုလို့ရှိရင်ဇူတို့ချိန်နောက်ခုပြန်တက်မယ်ဒီဘက်လေးကိုလှည့်လိုက်မယ်နော်လှည့်ပြီးရင်ချီကိုဒီဘက်တစ်ချမ်းလေးပဲယူပြီးတော့ဇူကနီလေးကိုဒီတရမ်းမဲယူမယ်ပေါ့နော်ပြီးရင်ဒီလိုပုံစံလေးတိုင်မယ်ဒီဘက်မှာဖြူလေးဒီလိုတရမ်းထိုးလာခဲ့ပြီပါနော်ဒီလိုလေးဒီလိုတစ်စုံပေါ့နော်ဒီလိုနီလေးထိုးလို့ပဲဖြူလေးကိုဒီလိုလေးတရမ်းဒီလိုလေးတရမ်းနောက်တဲ့ဒီဘက်ဘေးမှာထိုးလာခဲ့ပြီပါနော်ပြီးရင်ချိန်နှစ်ခါတက်မယ်ဒီပုံစံလေးတိုင်းဆုံးထိထိုးမယ်ပြီးရင်နောက်တစ်တန်းကိုတိုင်လက်လေးထိုးပေးပါနော်ဒီချီလေးကိုပါတစ်ခါလေးထည့်ပြီးတော့ထိုးလာခဲ့ပြီပါနော်ဒီလိုပုံစံလေးတိုင်းစုကိုဆုံးထိပြန်ထိုးလာခဲ့ပြီပါနော်ဆိုတော့ဆုံးထိပြီးသွားရင်ချိန်လေးတစ်ခုတက်ပြီးတော့ချီဖြတ်လို့ရပါပြီပုံလိုက်တင်လိုက်ပါမယ်ဒါဆိုလို့ရှိရင်6လက်မရှိရယ်เนาะဒီလိုလေးက6လက်မရှိပါတယ်အရှိကိုကြတော့စုဒီလိုတဝက်ခောက်ပြတိုင်းလိုက်မယ်เนาะဒီလိုတဝက်ခောက်ပြီးတော့တိုင်းလိုက်ပါမယ်အလျားကိုတဝက်တိုင်းတာ35လက်မတိရှိရယ်เนาะ35ဆိုတော့ကျတော့တဝက်ဆိုတော့အားလုံးပေါင်းအရှိရလက်မ80ရှိပါတယ်ဒါဆိုလို့ရှိရင်ဇူတို့မဗလာလေးပြီးသွားပါပြီနားမဲတာရှိရင်ဇူကိုချိန်မြွေးလာမေးလို့ရပါတယ်အားလုံးပဲအော်ဒါတွေအများကြီးရကြပါစေအဆင်ပြေကြပါစေနောက်တဲ့ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်တတား